reality show အတွက် hero နဲ့ Chamuhi တို့ကလည်းအပြန်အလှန် interview လေးတွေဖြစ်နေကြပြီဖြစ်တယ်လို့နှစ်ယောက်သားကလည်းသူတို့တွဲဖက်ပြီးရက်ကူးတရုပ်ဆောင်ရမယ့်လူအချင်းချင်းကိုလေ့လာမိကြပါတယ်။ Chamuhi ဘက်ကတော့အတော်လေးကိုစိတ်လှုပ်ရှားပြီးဂျပန်နိုင်ငံရဲ့ romantic မင်းသားနဲ့အတူတူခရီးထွက်ရမှာမို့လို့လေအံ့ဩဖို့ကောင်းမှာပဲလို့မျှော်လင့်မိပါတယ်။ဒါပေမဲ့ horror မင်းသမီး Chamuhi နဲ့တွဲဖက်တရုပ်ဆောင်ရမယ့် hero ဘက်မှာတော့အနှဲငယ်စိတ်ပြတ်သွားပုံပေါ်နေခဲ့ပါတယ်။စတင်ပြီးရိုက်ကူးရေးလုပ်ရမယ့်နေရာကတော့မေဘယ်ရွက်လေးတွေပေါ်များတဲ့ကနေဒါနိုင်ငံပဲဖြစ်ပါတယ်။အင်္ဂလိပ်လိုအားနေတဲ့အတွက်ကြောင့်လည်းမင်းသမီးဖြစ်ပေမဲ့ဟိုတယ်မှာမတဲခုပဲရိုက်ကူးရေးဖွဲ့သားတွေနဲ့အတူတူပဲနေဖို့ဆုံးဖြတ်ထားတဲ့မန်နေဂျာရုံးကိုတော့ရက်ကူရေးဝန်ထမ်းမန်နေဂျာကမင်းသမီးကိုပါခီးဆိုင်နေရမှာမို့လို့အလုပ်ပိုတယ်လို့ညှဉ်းညူနေခဲ့ပါတယ်။စကပြန်ဂျူဟိုချင်းနဲ့ရုံးကတော့အခန်းကျက်ကြီးထဲမှာအတူတူတဲခုဖို့အကြောင်းဖြစ်လာခဲ့ပါတယ်။ရလာခဲ့တဲ့မင်းသားဟီရိုကလည်းချာမိုဟီနဲ့ရရမှာမို့လို့အနေငယ်မှန်းတဲ့ပုံစံပြနေခဲ့လို့ဒရိုက်တာကလည်းဂျူဟိုချင်းကိုမင်းသားပြောတဲ့စကားအတိုင်းကိုဘာသာပြန်ဖို့မဟုတ်ပဲလိုအပ်တဲ့ကောင်းတဲ့စကားတွေကိုသာဘာသာပြန်ပေးဖို့ရန်အတွက်ကူညီတောင်းပြီးရိုက်ကူရေးမှာလည်းမထင်မှတ်တဲ့ကိစ္စတွေမဖြစ်စေချင်လို့အခုလိုအသေးဖွဲတွေကအစလွှဲထားပြီးရန်တောင်းဆိုနေခဲ့ပါတယ်။ဂျူဟိုချင်းကလည်းသူလည်းအလုပ်သဘောအရလိုအပ်တာကိုပဲဘာသာပြန်ပြီးရှုပ်ထွေးတာတွေတဝင်းမပါချင်ပါဘူး။ဒါပေမဲ့တခုတော့ရှိပါတယ်မင်းသမီးကိုတော့ဒမင်ကြီးလာခဲ့တဲ့ character နာမည်ဒိုရာမီလို့မခေါ်နေပဲချာမိုဟီလို့သာတလေးစားခေါ်ပြီးရန်တောင်းဆိုခဲ့ပါတယ်။တခန်းနဲ့မျှသုံးရမယ့်ရုံးကလည်းကိုရီးယားဆဆတွေများချီချူလာခဲ့လို့ဂျိုချင်းကိုမျှချွေးပေးနေပြီးဂျပန်မင်းသားဘက်ကသူ့အမကိုသဘောကျတဲ့ပုံပေါက်ရဲ့အလားအစီမီသားလို့မေးလာပါတယ်။ပုံမှန်ပါပဲလို့ပြန်ဖြေနေခဲ့ပြီးဂျပန်တုန်းကရုပ်ရှင်ပွဲတော်မှာတော့သူ့အမကိုတေချာလေးဂူးဆိုင်ပေးခဲ့လို့အတော်လေးကိုလိုက်ဖက်တယ်လို့ပရိသတ်တွေထင်ကြေးပေးတယ်လို့ပြောလာခြင်းပေါ်မှာတော့ဂျိုချင်းကအနှင်းငယ်လေးစိတ်ထဲမတင်မကျဖြစ်တော်တဲ့ပုံကိုရုံးကလည်းသူ့အမကိုအကိုဟိုချင်းကအမကိုမင်းသားနဲ့တဝင်းသုံးနေတဲ့ထင်တယ်လို့ဖောက်တယ်ပြန်ချပေးနေခဲ့ပါတယ်။အစရဲကချောင်မူကြီးဘက်ကတဖက်သက်ကျွေးနေမိပါတယ်ဆိုနေကမှအခုလိုကြားလာရလို့ရှက်တွေးဖြတ်နေခြင်းကလည်းချစ်ဖို့ကောင်းနေခဲ့ပြန်ပါတယ်။ရိုက်ကူးရေးမန်နေဂျာကလည်းမနှက်ဖြန်ပထမအဆုံးစတင်ရိုက်ကူးရမှာပဲဖြစ်လို့အပြန်လည်တွေးဆုံခြင်းလက်ဆောင်ပြင်ဆင်ထားရင်ဘလို့လဲလို့အကြံပေးလာခဲ့ပါတယ်။မနှက်ဖြန်အတွက်ဘာပြင်ဆင်ရင်ကောင်းမလဲလို့ချောင်မူကြီးစဉ်းစားနေရင်အခန်းထဲကိုသူမဝင်ခင်မှာပဲတစ်ဖက်မျက်စောင်းသူ့အခန်းထဲမှာသူ့ရဲ့ crush ဂျူဟိုချင်းအခန်းကိုတခါတော့ခောက်ခဲ့ပါတယ်။ရုံးကအောက်ထပ်မှာကိုတည်ရင်လျက်နဲ့ရုံးလို့လှမ်းခေါ်ကအကြံဖန်ဖြစ်ဂျူဟိုချင်းနဲ့တွေ့အောင်လှုပ်ဆောင်ပါတယ်။ပြစ်ချင်တော်လေဟိုချင်းနဲ့ရုံးကလည်းဖုန်းဆက်စကားပြောနေကြတာဖြစ်ပြီးချောင်မူကြီးနဲ့ရုံးတို့အခုတင်စကားပြောပြီးတော့မှချောင်မူကြီးအပေါ်ကိုတက်လာတာကိုဂျူဟိုချင်းကတည်နေခဲ့ပြီဖြစ်လို့တစ်ဖက်ကအကြံဖန်နဲ့တယောက်ကတော့အရှက်ကြီးကိုရှက်ဖို့ကောင်းသွားရပါတယ်။မထူးတော့တာကြောင့်ရှက်နဲ့ပဲမနှက်ဖြန်အတွက်ပြင်ဆင်ရမယ်တွေးဆုံခြင်းလက်ဆောင်အတွက်ကူစေးစားပေးရန်အတွက်စကားပြောဖို့အပြင်ကိုလမ်းရှောက်လာကြဖြစ်ပါတယ်။ဒရိုမီပေါ်လာသေးလားကျမ်းမာရေးကောင်းရလားလို့စိတ်ပူပေးခြင်းအပေါ်ကိုတော့ကြည်နူးမိနေတယ်လို့စိတ်ကျမ်းမာရေးဖြစ်လို့ဒရိုမီဖုတ်ကောင်ကြီးကဘာရီလာလာပြစ်ပြောဆိုနေလေအသေးစိတ်မေးမြန်းနေခြင်းအပေါ်မှာတော့ချောင်မွေဟီကပြန်စဉ်းစားကငင်ကတော့ crash လေးနဲ့အတူတူခရီးတွေထွက်ရတော့မှာဖြစ်တယ်လို့အတန်လေးလည်းအငဲကြားနေရမှာဖြစ်လို့အတော်လေးကိုပျော်ဖို့ကောင်းမှာပဲလို့လာလာခနဲ့နေတာမျိုးကိုဂျိုချင်းထန်အသေးစိတ်ပြန်ပြောရမယ်ဆိုလို့သူများရဲ့အတွင်းစိတ်ကိုလိုက်မသိချင်ပါနဲ့လို့ပြောကရှက်တွေးဖြာနေခဲ့ရပါပြီဂျိုချင်းကိုလည်းမနှက်ဖြန်ပြင်ဆင်ရခြင်းအတွက်ဝိုင်းစင်းစားခိုင်းနေပြီးမေဘယ်ရွယ်လေးတွေကိုသာအသေးပုံလုပ်ပေးလိုက်ဖို့ပဲဆုံးဖြတ်ချက်ချမိပါတယ်။နောက်ပြီးတော့လည်းကတ်တက်ပြီးတော့သူတို့ရဲ့ show အတွက်ရက်ကွေးစားကြရင်စကပြန်လုပ်ပေးတဲ့ဂျိုချင်းကတဝင်များတူနေမလားဘလူများနေမလဲလို့အသေးတွေရနေမလားလို့မိနေခဲ့ပါတယ်။ဒါမျိုးလာမိနေလို့လူပြိုကြီးကလည်းရှက်နေပဲခန်းစားချက်တွေမထားပဲလိုအပ်တဲ့အလုပ်အတွက်ပဲဘာသာပြပေးပါပဲလို့ပြောနေခဲ့ပါတယ်။ချာမူရဲ့စိတ်ထဲမှာခံစားနေရတဲ့ယောဂဒိုရာမီကိုခဏပြင်မြင်ခြင်းရလေသူကလူတွေအပေါ်မှာအာနာစိတ်နဲ့တိတ်မဲ့တိခတ်နေခြင်းကနေပြီးတော့မှမုံတရားပုံစံမျိုးဖြစ်လာတာမျိုးကြောင့်ရိုက်ကူးရေးအဆင်ပြေပါမလားလို့ crash လေးအပေါ်မှာဘရမာလာခင်းနေလို့လူပြိုကြီးကလည်းအားပေးနေခဲ့ရင်းနဲ့နိုင်ငံခြားခီးစဉ်ရဲ့ပထမအဆုံးညခင်းအချိန်ခါဟာအေးချမ်းထားပါနေခဲ့ပါတယ်ဟီရိုဘက်ကလည်းအိမ်နေတောင်မှချောင်မူကြီးကိုအိမ်မက်ထဲမှာဇွန်ဘီအနေနဲ့မြင်လာကအိမ်မက်မှတ်နေခဲ့တဲ့အထိမနစ်သက်နေခဲ့ပါဘူးအဲ့လိုနဲ့မနက်မှလည်းပထမအဆုံးအချိန် romantic show စတင်ရိုက်ကူးကြပါပြီဟီရိုဘက်ကချောင်မူကြီးကိုစားနောက်ခြင်းတဲ့သဘောမျိုးနဲ့မိုးပင်မူပေါင်းတွေကိုလွတ်လိုက်ပြီးသူ့ကိုလာရှာခိုင်းပါတယ်ချောင်မူကြီးလေးခမပန်းချန်ထဲမှာပတ်ပြေးနေကရှာနေရတာကိုတော်တော်လေးမောနေခဲ့ပြီးဂျိုချင်းကတော့ဒါတွေကိုကြည့်နေရင်လည်းမထိုင်နိုင်စိတ်ဖူနေခဲ့ပါတယ်သူမရဲ့မျက်နှာလေးမှာလည်းချေးရီဆူနေခဲ့ပေမဲ့ပြမြုံလေးနဲ့စူးစမ်းနေရှာပါတယ်မကြည့်ရတော့ပဲစကားပြန်ချင်းကသူ့မောက်ကိုခိုးပြီးတော့မှလမ်းညွှန်ပေးလိုက်ပါတယ်ဟီရိုဘက်ကစတင်ပြီးတော့မှတောင်းမကျိုးတဲ့စကားမကျင်တဲ့ပုံစံနဲ့စကားပြောနေခဲ့ပေမဲ့ဂျိုချင်းကတော့ကာဗာလုပ်ပေးပြီးကောင်းတဲ့စကားတွေကိုသာရွေးပြောပေးနေခဲ့ပါတယ်ချောင်မူကြီးလက်ဆောင်ပြင်ပေးထားတဲ့အလှပတဲ့အသေးပုံနဲ့မေဘယ်ရလေးတွေကိုတောင်မှမကြိုက်ကြလို့လုံနေခဲ့ပြီးလေတိုက်လာတဲ့အခါမှာဟီရိုရဲ့မျက်လုံးထဲကိုဖုံဝင်သွားတာနဲ့ညက်ကမှန်အပူမပါလာတာကြောင့်နဲ့ဖုံနေဝင်သွားတာကြောင့်အမြင်အာရုံဆိုးရခဲ့လို့ဒီနေ့နားမရမယ်ဆက်လက်ရိုက်ကူးလို့မရတော့ဘူးလို့လောက်ကြံဖန်တီးပြောဆိုလိုက်ပါတယ်ဒီလိုကြောင့်ရိုက်ကူးရေးလက္ခဏာနားလိုက်ရပြီးချောင်မူကြီးကလည်းသူလုပ်ခဲ့တဲ့တရက်တွေကြောင့်ဖုံနေဝင်ထားရတာဖြစ်တယ်လို့အပြည့်ရှိသူလို့ခံစားနေရပါတယ်ဟီရိုရဲ့မန်နေဂျာကိုစကယ်ပြဲကြီးကလိုက်ပြီးအကျိုးကြောင့်မေးကြည့်ပြန်တော့လေချောင်မူကြီးနဲ့ရိုက်ကူးရေးလုပ်ကြတာမကြိုက်လို့ဆိုတာကြောင့်ရိမ့်မိပြီးအစင်ပြေအောင်လုပ်လို့ရမယ့်နီလန်ကိုမေးကြည့်ပါတယ်
ပါတယ်မန်နေဂျာကပြပြလာတာကြောင့်ဂျိုဟိုချင်းဘက်ကလည်းစတင်ပြီးတော့လှုပ်ရှားပါပြီရုံးရဲ့ကိုရီးယားအစားအစာတော်တော်များများကိုယူလာပြီးမြို့ရဲကိုတောက်ဖို့လုပ်နေစီမယ်အကူကြီးမလုပ်တော့လို့အားသွားတဲ့ချောင်မူဟီကလည်းမြို့ရဲလိုက်ပတ်ကြည့်ချင်လို့ဆိုပြီးလမ်းကြုံလိုက်လာခဲ့ပါတယ်ဂျိုဟိုချင်းကလည်းသူ့ရဲ့အသည့်နိုင်ငံခြားသားတယောက်နဲ့လာတွေ့ခဲ့ပြီးကိုရီးယားအစားအစာအထုပ်တွေကိုပေးကစကားပြောနေရင်ချောင်မူဟီကတော့မြို့ရဲကိုလိုက်ကြည့်နေခဲ့ပါတယ်အမြင်အာရုံမကောင်းလို့ရိုက်ကူကြီးမလုပ်နိုင်တော့ဘူးအနာယူချင်ပါတယ်ဆိုတဲ့လူကမြို့ရဲမှာတွေ့လိုက်ရလို့ချောင်မူဟီအနေနဲ့အနှင်းငယ်စိတ်ခုသွားရပါပြီရုပ်ချင်းဆိုလိုပဲစိတ်အာရုံတဲ့ကိုဇူရာမီကမချင်နှက်ချက်ဖြစ်ပေါ်လာကနေနဲ့သူရိုက်ကွေးမလုပ်ချင်တာကိုသိတာနေတာပဲစကားပြောတော့လေဂျိုချင်းကဘာသာပြန်ပေးတဲ့စကားတွေကချိုတာနေခဲ့ပေမဲ့တကယ်တမ်းပြောတဲ့ဟီရိုကိုတိုင်ရဲ့ညနေထားကအချိုးမပြေနေလို့လမ်းကိုနေကတိခတ်နေရတဲ့ပုံပဲသူ့ကိုရန်သွားရှာလိုက်ဖို့ဖိအားပေးနေခဲ့ပေမဲ့ချောင်မူဟီကတော့သူ့ရဲ့ပင်ကိုအသိစိတ်ကိုပြန်လဲထိန်းချုပ်ကတောက်တောက်ကြီးရက်လူနေခဲ့ပါတယ်ဒါကြောင့်ဇူရာမီလည်းပြန်ပြောက်ကွယ်သွားပြီးသူ့ကိုဝါစားမသက်ရက်ကြည့်နေတဲ့ချောင်မူဟီကိုဟီရိုတွေးလိုက်ခဲ့ပေမဲ့ဒီအတိုင်းမျက်နှာလွဲသွားတာကြောင့်ဟီရိုလည်းပြန်လဲမသိချင်အောင်ဆောင်ပြီးအဲ့နေရာကထွက်လာလိုက်ခဲ့ပါတယ်ဖြစ်ပြခဲ့တဲ့များကိုလည်းဂျိုချင်းရလာတော့ပြန်ပြနေခဲ့ပြီးဟီရိုကသူနဲ့လို့ရတာကိုအစမပြေကြောင်းသိနေခဲ့တဲ့စကားပြန်ကြီးကသူ့ကိုတော့ကြိုပြောပေးထားမှာပေါ့အဲ့ဒါမှသူ့ဘက်ကလည်းအလုပ်သဘောရပဲဆက်ဆံပြီးဒီတော့ပိုတဲ့စေတနာတွေထားစရာမလိုဘူးပေါ့ဘာလို့စကားပြန်ကြီးကသူ့ဘက်ကိုမပါပေးတာလဲလို့စိတ်ကောက်သွားကတခြားတနေရာကိုထွက်သွားခဲ့ပါတယ်ဟီရိုကလည်းချောင်ဝေးကသူ့ကိုဇိုမီတိုင်းမဲ့ကြည့်နေတာတကယ်ကြောက်လန့်ဖို့ကောင်းကြောင်းစဉ်းစားနေချိန်စကားပြန်ကြီးရောက်လာကလက်မှတ်တစ်ခုကိုထုတ်ပေးလိုက်ပါတယ်ဘာမှတော့မသိရပေမဲ့ခဏအကြာမှာဟီရိုရဲ့မန်နေဂျာကဟီရိုမြတ်ကမ်းမှန်ပြန်တွေးလို့ရက်ကွေးပြန်လုပ်ကြမယ်လို့ပြောပြီးဒရိုက်တာကြီးတို့တွင်လည်းစကားပြောစရာရှိတယ်လို့ပြောလာခဲ့ပါတယ်ပထမဦးဆုံးနေ့အတွက်ဂျိုချင်းရဲ့ကူညီပေးမှုဖြစ်ရက်ကူရေးတွေပြင်လဲပြီးလုပ်ရတော့မှာပဲဖြစ်လို့စိတ်ကောက်သွားတဲ့ကောင်မလေးကိုကောင်လေးကလိုက်ချောရတော့မှာပဲဖြစ်ပါတယ်လူပြိုကြီးဘလို့အကွက်ထိန်နဲ့ချောလိုက်လေတော့မသိပေမဲ့ကားနဲ့ပြန်အတူတူလိုက်လာခဲ့ပါပြီတစ်ဖက်ကသူ့ကိုမျက်မုံကျိုးနေမှန်းသိလို့သူလည်းဒီတိုင်းအလုပ်တွဲမလုပ်ချင်ခဲ့ပေမဲ့နိုင်ငံခြားထိရောက်လာတာကြောင့်မသိချင်အောင်ဆောင်ပြီးသားကိုယ့်အလုပ်ကိုတာဝန်ကြီးကြီးလုပ်ဖို့တာဆုံးဖြတ်ထားတယ်လို့ပြောလိုက်တယ်လို့ဂျိုချင်းဘက်ကလည်းဟိုဘက်ကဂျပန်မင်းသားပြောတဲ့အတိုင်းမကွယ်မဝက်ပဲပြောပေးပါမယ်လို့ပြန်လည်သဘောတူထားကြပါပြီမတွဲဖြစ်ကြပေမဲ့ချာမိုဟီအတွက်တကယ်ကိုအားပေးနေတဲ့ဂျိုဟိုချင်းကိုချစ်ဖို့ကောင်းတဲ့အသေးပုံတွေလုပ်ပြလာလို့လူပြိုကြီးလည်းရင်ပတ်ကြီးဖြည်းဖြည်းကျွေးစင်းစားပြုနေခဲ့ပါပြီပြန်လည်စတင်လာကအသက်ဝင်လာခဲ့တဲ့ရက်ကူရေးမှာတော့ချောင်မွေးကြီးကလည်းလက်တီကြီးကိုရွဲကတလန်းချင်းလှမ်းရင်းနဲ့အနီးနားရောက်လာကမှအသေးလေးကိုထုတ်ပြက်ကလက်ထဲထည့်ပေးကလို့လုပ်ပြတဲ့အကွက်ပေါ်မှာတော့ရိုမန်တစ်မင်းသားဟီရိုကလည်း၆ချားစီယာ vice လေးရပြီးတော့မှရင်ခုန်စီမိသွားပါတယ်ရက်ကူရေးလည်းအမင်စွာပြီးဆုံးခဲ့ရတယ်လို့ဟီရိုကလည်းချောင်မွေးကြီးကိုကြည့်ကြည့်နေချက်ကတော့မျက်ကမှန်ကောမျက်လုံးကောကြည့်ကြမတတ်ပါပဲမင်းသားကိုဖြောင်းဖြပေးခဲ့တဲ့စကားပြချင်းကိုရိုက်ကူရဖွဲ့သားအကုန်လုံးကလည်းကျေးဇူးတင်နေခဲ့ပါတယ်ဟီရိုကဟော်ကီကစားပွဲတွေကိုအရန်ကြိုက်နှစ်သက်သူပါတက်တိုက်စဆိုင်ဟော်ကီပြိုင်ပွဲကိုကနေဒါမှာကျင်းပမှာမလို့သူ့အနေနဲ့တွားကြည့်ချင်ခဲ့ပေမဲ့လက်မှတ်ကဝယ်ဖို့ခက်နေခဲ့ပါတယ်ဒါကြောင့်ဂျိုချင်းကသူ့အသည့်ကိုကိုရီးယားအစားအစာလက်ဆောင်ပေးပြီးဟီရိုအတွက်လက်မှတ်တစ်ဆောင်ရအောင်လုပ်ပေးခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်ရုံးကလည်းသူ့ရဲ့ကိုရီးယားအစားအစာတွေဘယ်သူယူသွားလဲလို့လိုက်ရှာရင်တိုက်ပတ်နေခဲ့ရပါပြီရုပ်ရှင်ဖွဲ့သားတွေနဲ့ဆွေးနွေးပွဲမှာလည်းဟီရိုဘက်ကချောင်ဝင်းနဲ့အလုပ်လုပ်ရတာသူ့ရဲ့ရိုမန်တစ်ပုံရိပ်ကိုကြားစီမယ်လို့ခန်းစားမိလို့မကြိုက်ကြောင်းကိုပုံပွင့်လင်းလင်းပြောလာခဲ့ပါတယ်။ဒရိုက်တာဘက်ကလည်းလူခွဲတရုပ်ဆောင်ဖို့စီစဉ်လိုက်ရမလားလို့မေးလာခဲ့ပါတယ်။ LRT တော့လုပ်ဖို့မလိုချောင်းပြောပြီးတော့မှ reality show ဖြစ်တာကြောင့်လည်းအကယ်၍များအခုလိုသဘောမကျတဲ့အခြေအနေကနေတကယ်များသဘောကျမိသားရဲ့မီဒီယာတွေရှေ့မှာချောင်မွေးကိုဖွင့်ပြောပေးရမယ်လို့အချင်းချင်းသဘောတူညီမှုထားခဲ့တာပဲဖြစ်ပါတယ်။လက်ရှိမှာလည်းချောင်မွေးရဲ့အသေးရဖို့ကောင်းတဲ့လုပ်ရက်ကြောင့်မနစ်သက်ပါဘူးဆိုတဲ့ hero စိတ်ခံစားချက်ထဲမှာတော့၆ချောင်းမှုတစ်ခုကနေစတင်ကနှစ်သက်ချင်းမိသွားဖို့အတွက်လမ်းစာရှာဝင်ရောက်ဖို့ကြိုးစားနေပြီပဲဖြစ်ပါတယ်။အခုလိုအရာရာဆိုပြေကနိုင်ငံခြားမှာအစပြုနေတဲ့အချစ်ဇလန်းလေးတွေကိုချက်ချင်းအဆုံးသတ်ဖို့ရန်အတွက်တော့ဆမ်ဝီကလက်ထပ်တော့မယ်ဆိုတော့ PD ရှင်းနဲ့အတူတူဂျိုချင်းတို့စကားပြောနေတဲ့ကိုတွေးလိုက်ခြင်းဖြင့်အပိုင်းလေးလေးပြီးဆုံးသွားခဲ့ပါပြီနောက်ထပ်ဘာတွေများဆက်ဖြစ်လာမလဲတကယ်ပဲအချစ်ဆိုတော့အရာကနန်းလေးဖို့ရန်အတွက်တကူတကကြီးပါတံပြန်ဖို့လို့လားဒီတိုင်းခန်းစားရတဲ့ခန်းစားချက်တက်ပဲလားမဟုတ်ရင်အချိန်ယူပြီးတော့မှတေချာစကားပြောတည်ဆောက်နေရတာမျိုးလားအချစ်ဆိုတော့ဘလို့မြင်လဲတငယ်ချင်းတို့လည်းကွန်မန့်မှာဝင်ရောက်ဆွေးနွေးသွားပေးပါဦးအပိုင်း9နဲ့တူတူမနေ့ဖြန်မှာပြန်လာခဲ့ပါမယ်တိရှိပေးရတဲ့ကျေးဇူးထူးတင်ရှိပါတယ် like and subscribe လုပ်ပေးခြင်းဖြင့်ကူညီပေးလို့ရပါတယ်ကျွန်တော်ကတော့ကာလာပါ